ကလာပါရှင်ကျမဒီနေ့ကတော့နင်းပဲဖြစ်ပါလေနင်းဒီနေ့မှာကတော့ဘောနော်အစားစလိုက် vlog ရိုက်ပြတော့မှာပဲဖြစ်ပါတယ်နော်အားလုံးခဏလေးစောက်ပြီးအမလီအားလုံးခဏလေးစောက်ပြီးကြပါရှင်တဲ့အဲဆိုရင်ကျမမကူလေးတော့ယူလိုက်ပါဦးမယ်နော်ကျမတို့အတန်နေရပါတော့ဒီအတန်ကြတော့မကောင်းပါဘူးရှင်အဲ့လိုသူပြောထားပါမယ်เนาะအတန်လေးကတော့တိခတ်ပြီးတော့ကြည့်ပြီးကြပါเนาะစကားပြောမှဝိုင်းလာတောင်းပန်ပါတယ်เนาะကျမကတော့ဒီစကားလေးကိုဗီဒီယိုရိုက်တာအနေနဲ့ပြောဖြစ်တာလေးရှိတယ်ကဲဒါလေးကတော့ဗီဒီယိုတပုံးရောက်တော့ချင်တာပဲမသိဘူးဗီဒီယိုဘယ်နှပုတ်တင်ထားလဲတော့မသိရှော့ကတော့12ပုတ်တင်ထားပါတယ်เนาะအဲ့12ပုတ်တာ1000ကျော်သွားမယ်ပြင်ပေါ့နော်ကျမစကူရာစကူမပေါ့အဲ့12ပုတ်ကိုကြည့်ရှုတူ1000ကျော်သွားမယ်ဆိုရင်နော်စကူရာစကူဗီဒီယိုလေးတင်ပေးပါမယ်ဖြစ်ပါတယ်ဇလန်းတွေတော့တင်ပေးပါပေါ့နော်ပြီးတော့ရင်ပေါ့နော်အခုရပိုင်း short ရလည်းမရိုက်ဖြစ်ဘူးပေါ့နော်ပူတူတွေထဲတဲ့မုံကြည့်ကြပါနဲ့လို့ပြောချင်ပါတယ်ဒါကကျမအဖေနဲ့အတူတူတုံးနေရတဲ့အတွက်ကြောင့်ပေါ့နော်ကဲဒါဆိုရင်မကူရီတော့ယူလိုက်ပါအောင်မယ်နော်ခဏတော့စာပြီးကြပါအောင်ရှင်ကဲကျမပြန်ရောက်လာပါပြီပေါ့နော်ဘာမဟုတ်လဲဆိုရင်တော့ဒီကိတ်6မုတ်ကလေးပဲပေါ့အနံ့ကလည်းတော်တော်မျိုးဝေးပါတယ်ဘေးအင်အားပေးထားတဲ့မုတ်ဆိုတော့တခါမှတော့မစားဘူးဘယ်လိုထုတ်လိုက်ပါထုတ်ပြီးတော့ပါပြီရှင်ဆက်ကြပါအောင်ရှင်ဆက်ကြဒီမှာနော်ဆက်ကြပါအောင်ရှင်ကဲဘရိုလိုအားလုံး break တက်ကြီးလို့စားလိုက်တာပေါ့နော်ဒီမှာကျိုးဝိုင်းစားပါကျမစားလိုက်တာပေါ့နော်ကျမအမအိမ်ထိုင်ရတော့လာပြီးတော့ကြွေးခြင်းတယ်ပုံမှန်လေးစိတ်ဘူးဟာကဲစားလိုက်ပါအောင်မနော်ထပ်ပြီးတော့စားတဲ့အတန်ကြားရလာတော့မသိဘူးပေါ့နော်ဒီမှာစားလိုက်တာပေါ့နော်ဒီမှာပေါ့နော်တထုံးမှာလေးခုပါပါတယ်နော်တိလားတခုမှလေးခုပါတထုံးမှလေးခုပါပါတယ်ပေါ့နော်တခုမှလေးခုလေထက်စားတလားကျိုးဝါပြပါရင်အမေကိုတွားကြည့်ပါမှာအမေကိုတွားကြည့်မှာဖြစ်ပါရဲ့နော်ဗီဒီယိုမတင်ဖြစ်တဲ့ရက်တွေဆိုရင်လည်းတောင်းပန်ပါတယ်ပေါ့နော်တစ်ခါတလေမှတင်ဖြစ်တာပေါ့နော်အဖေနဲ့အတူဖုံးရလဲတုံးနေရတော့လေနော်စိတ်မဆိုးကြပါနဲ့လို့အားလုံးအားပေးရလူတာပေါ့နော်ဒီမှာကျေးဇူးတင်ပါတယ်ပေါ့နော်မမအလီနာကိုသိကြမယ်လို့တော့ထင်ပါတယ်မသိရဘူးလည်းရှိတယ်လို့သိရလို့လည်းရှိပါတယ်မမအလီနာကိုကျမကြိုက်ပါတယ်ရှင်ကျမဖန်အကြီးစားပါနော်ကဲထပ်စားလိုက်ပါအောင်မယ်နော်စားကြပါအောင်အားလုံးပြမယ်ဒါရှင်လေးပါဇက်ကြိုက်လိုက်တာနော်လောက်ပဲကြာနော်ကျမကြိုက်ပါတယ်လို့ဒီမုတ်ကိုပေါ့နော်ကုန်သွားပါပြီအမေကိုတော့ကြည့်လိုက်ပါဦးအမေကနည်းနည်းလေးပဲစားမှာပေါ့နော်တော့ကြည့်လိုက်ပါဦးမနော်ခဏလေးပါရှင်အမေကမစားဘူးအကူကမကြိုက်ဒါအဲ့မှာကျမပြောတယ်စားမှာโอเค
ထပ်စားမယ်စားမယ်farmer ဒီမှာ farmer လုံးနေပါကျမမကိုပိုင်စင်နော်မကြည့်ပါဘူးဒါတော့ကျမစော့နေပါနော်ဒီအိမ်ဒီမှာတိုင်းထုံးပါဖုံးတစ်လုံးလားဆိုတော့စားကြပါအောင်ကောင်းတယ်ဖုံးပြုတ်ကြတော့ကိုခလာကောင်းကျောင်းက3ရက်ပိတ်တယ်ဒီရက်ပိုင်းကျမမွေးနေ့ရှိတယ်ဘယ်နေ့လဲခံမှန်းခဲ့ကြပါလို့ကျမအားပေးရလူလည်းနေတယ်ပေါ့နော် viewer လည်းနေတယ်ဆိုတော့ like နေတယ် comment လည်းမရှိ comment လည်းနေတယ်ပေါ့နော်ကျမအဲ့ဒါလေးရောဝမ်းနေပါတယ်ဝမ်းနေတဲ့အဲ့ဒါထားပါတော့ရှင်ကြည့်မကြည့်ကိစ္စမရှိပါဘူးစားပါအောင်မယ်အစားတလိုက်ပါရှင်စားကြပါအောင်ကီးလေးပါနင်းလို့အခုဖောင်းရလောက်ဟောင်ဖြစ်ပါဟာနောက်ပိုင်းလာတော့စူးစားပြီးစားကြမယ်ဒီမှာတစ်ခုလည်းကျန်တဲ့အချိန်ကြာပြဘလို့